ကျွန်တော်မေးမြပါကျွန်တော်ဆွဲလန်းကယူနေတာမနဘေးမှာမြေရိတ်တစ်ခုလို့ရှိချင်မစကားတွေကျွန်တော်ကြားတိုင်းမှာတင်းငယ်တွေတီးကျူးထားသလားသိရောက်လို့စိတ်ထဲထားတယ်လားအချိန်မှပြင်းရချက်တွေမရှိတာကျွန်တော်သိထားအချိန်နဲ့မီနစ်စက္ကန့်တွေတိုင်းမှာမချစ်ကိုရဖို့တစ်ခုသာကျွန်တော်ကြိုးစားမှာအိမ်တွေကြီးတယ်မနဲ့တွေ့တိုင်းမှာအလုံးသားကတွင်ချုံမရတာကျွန်တော်မလာပြအဖြေပေးလဲပါအကြောင်းတွေပဲမောင်းထုတ်ခမရချင်းမတကန်တွေကျွန်တော်ယူခဲ့တာခဏတွဲဖို့အပြောသဘောမဟုတ်ပါအိမ်များလိုပဲဟိုးဝေတူမလွဲချင်းမနာမတန်လိုက်ဆွဲအားရှိခဲ့သလိုနေခဲ့အောင်မတစိမ့်တယောက်လို့စိတ်ထဲထားတယ်လားချိန်မှပြင်းရချက်တွေမရှိတာကျွန်တော်သိထားချိန်နဲ့မီနစ်စက္ကန့်တွေတိုင်းမှာမချစ်ကိုရဖို့တစ်ခုသာကျွန်တော်ကြိုးစားမှာအိမ်တွေကြီးတယ်မနဲ့တွေ့တိုင်းမှာအလုံးသားကထိန်ချုံမရတာကျွန်တော်မလာပြအဖြေပေးလဲပါတွေ့တိုင်းမှာအလုံးသားကထိန်ချုံမရတာ